မေရွှမ်းကိုမြင်လိုက်တာနဲ့ဤပါမကဒေါသတကြီးနဲ့အော်ဟစ်ပြီးပြေးထွက်လာကအခုတော့ကျေနပ်ပြီလားနင့်ကိုနေကုန်ယူနေပြီလားနင်းကြောင့်ငါကော်ဖီဘိုးမရှင်းနိုင်ပဲအခုလိုဖြစ်သွားတာလို့အပြစ်တင်လိုက်တယ်ပတ်စံမရှင်းနိုင်တော့လူအများရှိမှအဆက်ကွဲသွားလို့ဒေါသတွေထွက်နေပြီးနေကဘလို့လုပ်ပြီးဒီလောက်တောင်ရက်ဆက်နိုင်ရတာလဲလို့လဲတခိုးမကထပ်អော်လိုက်ပါသေးတယ်အဲ့ဒီနောက်ဤပါမကသူ့ရဲ့လက်သေးတွေနဲ့မေရွှမ်းရဲ့မျက်နှာကိုကုပ်ဖို့အတင်းပြေးဝင်လာကအဲ့ဒီအချိန်မှာပဲမေရွှမ်းရဲ့ခင်ပွန်းကသူ့ကိုလာကြိုးဖို့ကားနဲ့ရောက်လာခဲ့ပါတယ်ခင်ပွန်းတဲကအဖြစ်အပျက်ကိုမြင်တာနဲ့ချက်ချင်းပြေးဝင်လာကမေရွှမ်းကိုသူ့နောက်မှာထားပြီးကာဝယ်ပေးလိုက်ပါတယ်မင်းပါလုပ်နေတာလဲဆိုပြီးဤပါမကိုអော်လိုက်တယ်မေရွှမ်းရဲ့ခင်ပွန်းကအရက်မြင့်ပြီးတစ်နှစ်ပတ်လုံးလေ့ကျင့်ခန်းလုပ်ထားတဲ့ကိုခန္ဓာကြက်ခိုင်သူဖြစ်တယ်လို့မတက်ရက်နေုံနဲ့အရှိန်ဝါကြီးတဲ့လူတစ်ယောက်ဆိုတာသိတာပါတယ်သူကလေတံမမာနဲ့တစ်ချက်អော်လိုက်တာနဲ့ဤပါမကချက်ချင်းအရှိန်လျှော့သွားပေမဲ့ပါဇက်ပုတ်ကတော့မပိတ်သေးပါဘူးကျမကိုထိခိုက်အောင်လုပ်တာအားလုံးကမေရွှမ်းရဲ့အဖြစ်တွေပဲသူကလူတွေကိုလှည့်စားတတ်တဲ့ငွေဆိုးမှပဲလို့စက်អော်နေတော့မေရွှမ်းရဲ့ခင်ပွန်းကမျက်နှာတင်းသွားပြီးစကားကိုစင်စင်ချင်းပြောလို့တတိပေးလိုက်ပါတယ်မင်းကလူချမ်းသာလို့ဟန်ဆောင်ပြီးငါမိမရဲ့ကက်ထဲကငွေတွေကိုမတိမတာခိုးတုံးဖို့စူးစမ်းခဲ့တယ်အခုမင်းရဲ့အစီအစီမအောင်မြင်တော့ဒေါသထွက်ပြီးတခိုးကပိုင်ရှင်ကိုပြန်ဆဲရဲသေးတယ်ပေါ့မင်းမှာအဆက်တရားဆိုတာမရှိဘူးလားလို့ပြောလိုက်တယ်။ဤပါမကငါခိုးတုံးဖို့ကြံစီထားတာလို့ဘသူပြောတာလဲပြန်ဆက်မယ်လို့ပြောထားတာပဲလို့အကြောင်းပြချက်ပေးနေပါသေးတယ်။အဲ့ဒီအချိန်မှာမေရွှမ်းကသူ့ခင်ပွန်းနောက်ကနေထွက်လာပြီးအေးဆက်တဲ့မျက်နှာနဲ့ကုမ္ပဏီရဲ့ပတ်စံ20လေးကိုတောင်ပြန်မဆက်နိုင်တဲ့လူကိုငါကဘာလို့9000ကျော်ကိုပြန်ဆက်မယ်ဆိုတဲ့စကားကိုယုံရမှာလဲလို့မေးလိုက်တယ်။အဲ့ဒီစကားကိုကြားလိုက်ရတာနဲ့ဤပါမရဲ့မျက်နှာကချက်ချင်းခွေးကြီးနဲ့ပြပောက်ခံရတယ်လို့ဖြစ်သွားပြီးအဲ့ဒီအချိန်မှာရုံးစင်းလာတဲ့လုပ်ဖော်ကိုင်ဖက်တချို့ကလည်းဝိုင်းကြည့်နေကြကသူ့အကြောင်းကိုတိုးတိုးတိတ်တိတ်ပြောဆိုနေကြပါတယ်။ကော်ဖီဆိုင်မန်နေဂျာကမျက်မှောင်ကျုပ်ပြီးအမရေလူတယောက်မှာရိုးသားမှုကအရန်ရေးကြီးတယ်။ကျွန်တော်တို့ကအတက်နိုင်ဆုံးမျှမျှတက်တာဆက်ဆံပေးထားတယ်။မှားထားတဲ့အတိုင်းကော်ဖီတွေကိုလည်းဖြော်ပေးပြီးတက်နိုင်တဲ့လောက်ဈေးလျှော့ပေးပြီးပတ်စံမရှင်းသေးဘူးဆိုရင်တော့ရဲကိုခေါ်ရလိမ့်မယ်လို့ပြောလိုက်တယ်။ရဲဆိုတဲ့စကားကိုကြားလိုက်တာနဲ့ဤပါမရဲ့အရှိန်ကချက်ချင်းကျသွားပြီးမေရွှမ်းကိုမုန်းတီးတဲ့အကြည့်နဲ့စိုက်ကြည့်လိုက်ကကော်ဖီခွက်အများကြီးကိုတစ်ချက်လှမ်းကြည့်လိုက်ပါတယ်။ပြီးတော့ခြေထောက်ကိုစောင်းလိုက်ပြီးလူတိုင်းအာယုံလွှဲနေတဲ့အချိန်မှာခွေးလိုဝက်လိုထွက်ပြေးသွားပါတယ်။ကော်ဖီဆိုင်မန်နေဂျာကကော်ဖီပုံကြီးကိုမယုံကြည်နိုင်တဲ့မျက်နှာနဲ့ကြည့်ပြီးချက်ချင်းဖုန်းထုတ်ကရဲကိုတိုင်ကြားဖို့လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာမေရွှမ်းကတောင်းပန်ပါတယ်။မန်နေဂျာကျမကြောင့်အခက်အခဲဖြစ်သွားရတယ်လို့ပြောလိုက်ပြီးမန်နေဂျာကရပါတယ်မေရွှမ်းရေဒါကအမရဲ့အပြစ်မဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်။မေရွှမ်းကထုတ်ပိုးထားတဲ့ကော်ဖီတွေကိုကြည့်ပြီးဒီလိုလုပ်ရအောင်။ကျမရဲ့ကက်ထဲက9500ကိုဒီကော်ဖီတွေအတွက်သုံးလိုက်ပါမလို့ရင်ကျန်တာတွေကိုကျမထက်ရှင်းပေးပါမယ်လို့ပြောပြီးဒီနေ့တော့လုပ်ပေါ်ကင်ဘက်တွေအားလုံးကိုကျမဝယ်တိုက်တာလို့သဘောထားလိုက်ပါဆိုပြီးပြောလိုက်ပါတယ်။မန်နေဂျာကခဏလောက်ငင်ကျသွားပြီးကျေးဇူးတင်တဲ့မျက်နှာနဲ့မေရွှမ်းရေအမကတကယ်စိတ်ထားကောင်းတာပဲလို့ပြောလိုက်တယ်။နောက်ဆုံးတော့မန်နေဂျာကကော်ဖီအားလုံးကိုစည်ရင်းတွက်ပြီးရုံးပေါ်ထက်ထိပို့ပေးလိုက်တယ်။မေရွှမ်းကအဖွဲစကားပြောခန်းထဲမှာကော်ဖီတွေအားလုံးရောက်နေပြီနော်။အခုနားနေခန်းထဲမှာထားတယ်။အချိန်ပိုစင်းနေတဲ့သူတွေကြိုက်တာယူတောက်ကြပါ။ဒီနေ့တော့ကျမဝယ်တိုက်တာပါ။ကျန်တာတွေကိုရေခဲတစ်တာထဲထည့်ထားပြီးမနှက်ဖြန်လဲတောက်လို့ရသေးတယ်ဆိုပြီးရေးပို့လိုက်တယ်။ချက်ချင်းပဲလူတိုင်းကမေရွှမ်းရေမင်းကတကယ်သဘောထားကြည့်တာပဲ။ကျေးဇူးတင်ပါတယ်တကယ်ချစ်ဖို့ကောင်းလိုက်တာလို့ဝိုင်းပြီးကျေးဇူးတင်ကြပါတယ်ပြီးတော့ချမ်းသာတဲ့လူလိုဟန်ဆောင်တဲ့သူတချို့နဲ့ရှင်းလိုက်ရင်မေရွှမ်းရဲ့ရဲရုံမှုကအစစ်မှန်ပဲဆိုပြီးအီဗာမကိုလည်းဝိုင်းပြီးပြစ်တင်နေကြပါတယ်နောက်တစ်နေ့မှာအီဗာမကရုံးမလာတော့ပေမဲ့သူ့ရဲ့အကြောင်းအတင်းဖြင်းကတော့မရက်တန့်ခဲ့ပါဘူးမနေ့ကအီဗာမပတ်စံမရှင်းပဲခွေးလိုဝက်လိုထွက်ပြေးသွားတာကြားပြီးပြီလားတကယ်လားအရှက်မရှိလိုက်တာဟုတ်တယ်သူ့မှာတကယ်ကိုအရှက်မရှိဘူးဒီစကားတွေကိုမေရွှမ်းကြားပေမဲ့စိတ်ထဲမှာဘာမှမခံစားရပါဘူးအဲ့ဒီနေ့မွန်းလွဲပိုင်းမှာတော့အမင်ဌာနကအန်နာဟာမေရွှမ်းကိုရုံးခန်းထဲခေါ်လိုက်ပါတယ်မေရွှမ်းရေကုမ္ပဏီကအီဗာမနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချလိုက်ပြီးဆိုပြီးလေးနေတဲ့ပုံစံနဲ့ပြောလိုက်တယ်ဒီနေ့ပဲသူအလုပ်ထွက်စာတင်လိုက်ပြီးဌာနမှူးကလည်းအတည်ပြုပေးလိုက်တယ်လို့ပြောလိုက်တော့ဒီသတင်းကိုမေရွှမ်းကမအံ့ဩသွားပါဘူးလူများရှိမှအဲ့ဒီလောက်အဆက်ကွဲထားပြီးတော့ဒီကုမ္ပဏီမှာဆက်နေဖို့မဖြစ်နိုင်တော့ဘူးဆိုတာသိထားပြီးသားပဲဒါပေမဲ့အလုံးမထွက်ခင်မှာတော့လူစွမ်းအားအရင်မြစ်ဌာနကိုတောင်းဆိုချက်တစ်ခုတင်ထားခဲ့တယ်အန်နာကပြောရခက်တဲ့ပုံစံနဲ့သူနင့်ကိုတိုင်ကြားထားတယ်လို့ပြောလိုက်တယ်ဘာကိုတိုင်ကြားခဲ့တာလဲလို့မေရွှမ်းကမေးလိုက်တော့အန်နာကသူတိုင်ကြားခဲ့တာကနင်ဟာကုမ္ပဏီရဲ့အရင်းမြစ်တွေကိုကိုရေးကိုရာအတွက်အသုံးချတယ်အလုပ်ချိန်အတွင်းကိုရေးကိုရာကိစ္စတွေလုပ်တယ်ပြီးတော့သူ့ကိုတမင်၆တွန်းပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်ခဲ့တယ်လို့တိုင်ကြားခဲ့တာအဲ့ဒါကြောင့်ကုမ္ပဏီကနင့်ကိုအရေးယူပေးပြီးသူ့ကိုနင့်နာကြေးပေးစေချင်တယ်လို့ပြောပြလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်ရတာနဲ့မေရွှမ်းကဒေါသထွက်လုံးလိုတောင်ရီတောင်ရီမိသွားခဲ့တယ်သူကပဲချမ်းသာတဲ့လူလိုဟန်ဆောင်ပြီးငါရဲ့ကက်ကိုတုံးဖို့စူးစမ်းခဲ့တာပြီးတော့ပတ်စံမရှင်းပဲထွက်ပြေးသွားတာငါကသူ့ကိုရဲနဲ့မဖမ်းခိုင်းတာကံကောင်းနေပြီအခုကျတော့သူကပဲနင့်နာသူလိုလာလုပ်နေသေးတယ်လို့ပြောလိုက်တယ်ကုမ္ပဏီဘက်ကဘာပြောလဲလို့မေရွှမ်းမေးလိုက်တော့အန်နာကပြုံးပြပြီးကုမ္ပဏီကလုံးဝပယ်ချလိုက်တယ်ဌာနမှူးကမှန်တရားကိုလိမ်လည်လှည့်ဖျားပြီးယုံကြည်စိတ်ချမှုလုံးဝမရှိတဲ့ဝန်ထမ်းမျိုးကိုကုမ္ပဏီမှာမထားဘူးလို့ပြောလိုက်တယ်ဒါကြောင့်အီဗာမရဲ့တိုင်ကြားချက်ကဘာသက်သေမှမရှိဘူးလို့ပြောလိုက်တယ်ခဏရက်သွားပြီးအန်နာကဆက်ပြောလိုက်တယ်ဒါပေမဲ့အီဗာမကသူ့အလုပ်ထွက်သွားပေမဲ့နင့်နာမည်ကိုအပြင်ဘက်မှာဆက်ပြီးဖျက်ဆီးနေတော့မယ်လုပ်ငန်းနယ်ပယ်ကစကားပြောအဖွဲ့တော်တော်များများထဲမှာနင်ကတွဲကတ်တဲ့အလုပ်တွေဝင်လာတဲ့သူကိုအထက်လူကြီးဖြစ်နေလို့အနိုင်ကျင့်နေဆိုပြီးကောလာဟာလာသတင်းဖြန့်နေတယ်လို့ပြောပြလိုက်တယ်